နော်အရင်တစ်ခါပြောမှုသလိုပဲကျွန်တော်တို့ရဲ့ရဲဘော်တွေရဲဘက်တွေရရှိတွေဒီကိုတွေဒါတွေကိုပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ထားတဲ့လူတွေကိုကျွန်တော်မဆွေးနွေးနိုင်ကျွန်တော်အပြတ်ချတဲ့အဖွဲပဲကျွန်တော်မယုံရင်ဟောလွတ်တော်ထဲမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေမဲခွဲကြည့်လိုက်ပြတ်ချမလားညှိမလားလို့မေးလိုက်ပြတ်ချမဲ့ဖွဲ့ကြည့်တယ်ဒီသမရဦးဝင်းမျိုးလွတ်ပေးပါတို့ဒေါ်စုကြည်ကိုလွတ်ပေးပါသူတို့ကဖမ်းထားတဲ့ပုံမှန်တွေပြန်ကြည့်ပေါ့သူတို့ဖမ်းထားတဲ့ပုံမှန်တွေကနိုင်ငံရေးပုံမှန်တစ်ခုမှမပါဘူးကိုလို့ရာဇဝတ်မှုတွေနဲ့ဖမ်းထားတာအာဂရီမှုတွေနဲ့ဆိုတော့ဒါတွေကိုသူတို့ကိုလွတ်ပေးကျန်တဲ့လူနိုင်ငံလုံးကလူတွေလွတ်ပေးရအာဂရီနဲ့ထောင်ကြနေလူအများကြီးပဲဒေါ်စုလွတ်ပေးကျန်တဲ့လူအများကြီးလွတ်အောင်တယောက်တည်းတော့ကွက်လွတ်လို့ပြရအောင်အဲ့တော့ဒါကိုဘယ်လိုဖြေလျှော့မလဲဟုတ်တယ်မလားကျွန်တော်ကတော့အခုသူ23နှစ်လားမသိဘူး28နှစ်လားမသိဘူးဟိုကြံသေးရဲ့အဲ့ဒါ28နှစ်တိုင်ကျမ်းမာစွာနဲ့ထောင်ထဲမှာနေရပါသေးလို့ဆုတောင်းပါတယ်EO တဲ့ဆိုင်ပြည်တဲ့တရားဘိုးလေးကမြန်လဲဝင်ဖို့လို့သူတို့ဝင်လို့ရှိရင်သူတို့အတွက်နဲ့အသက်အန္တရာယ်ပြင်းတာပေါ့သူတို့မဟုတ်လို့ရှိရင်သူတို့ကဟိုအိမ်မှာမွေးထားတဲ့ဝက်တွေလိုပဲအသက်ကြီးတည်သွားမှာမဟုတ်ဘူးအပေါ်စားခံရမှာတနည်းကြရင်